ဟိုးရှိရှိကတာဝတိပြည်မှာအဟိန်တက်ကလို့အမည်ရတဲ့ကောင်လေးတစ်ယောက်ရှိခဲ့တယ်။သူ့နာမည်ရဲ့အဓိပ္ပာယ်ကမငင်းဆက်တတ်သူတဲ့။သူမွေးဖွားလာတဲ့ညမှာတပြည်လုံးကလက်နက်တွေဟာထူးထူးခြားခြားအယောင်တောက်လာခဲ့လို့ဘေးရင်ဆရာတွေကဒီကလေးဟာနောက်တစ်ချိန်မှာလူသက်သမားကြီးဖြစ်လိမ့်မယ်လို့ဟောခဲ့ကြတယ်။မိဘတွေကဘလောက်ပဲအကောင်းဆုံးပြုစုပြောထောင်ခဲ့ပါစေကံကြမ္မာတဲ့ထောင်ချောက်ကသူ့ကိုစောင့်ကြိုနေခဲ့ပါတယ်။အဟိန်တကဟာတက္ကသိုလ်မှာပညာသင်တော့ဆရာချစ်ဆုံးတစ်ပည့်ဖြစ်လာတယ်။ဒါကိုတခြားကျောင်းသားတွေကမနာလို့ဖြစ်ပြီးအဟိန်တကဟာဆရာဇနီးနဲ့ဖောက်ပြန်နေပါတယ်ဆိုပြီးဂုံချောကြတာကြောင့်ဆရာဖြစ်သူကဒေါသထွက်ပြီးရက်ဆက်တဲ့တောင်းဆိုချက်တစ်ခုကိုခိုင်းစေလိုက်ပါရတယ်။အဲ့ဒါကတော့ပညာဆုံးခြင်းလူပေါင်း1000ရဲ့လက်ညှိုးတွေကိုပူဇော်ရမယ်ဆိုတာပါပဲ။ဒီလိုနဲ့လိမ္မာတဲ့လူငယ်လေးဟာလူသက်သမားကြီးအင်ဂုလိမာလာဖြစ်လာခဲ့ရတယ်။တမ်းမိတဲ့သူတွေရဲ့လက်ညှိုးတွေကိုတိုးနဲ့တီးပြီးလက်ဘင်းမှာဆွဲထားခဲ့လို့လက်ညှိုးပန်းကုန်းရှင်တို့တော့အမည်တွင်ခဲ့တာပေါ့။လူပေါင်း999ယောက်နောက်ဆုံးတစ်ယောက်တည်းအလိုမှာသူဟာသူ့အမေအရင်ကိုယ်တော်တတ်ဖို့အားခဲနေတဲ့အချိန်မှာမြတ်စွာဘုရားရှင်ကြွလာခဲ့ပါတယ်။အင်ဂုလိမာလာဟာဘုရားရှင်နောက်ကိုဓာကြီးကင်ပြီးစွမ်းကုန်လိုက်ပါတယ်။ဘုရားရှင်ကအေးစစ်စစ်လမ်းလျှောက်နေပေမဲ့သူဘလို့မှမမိပါဘူး။နောက်ဆုံးသူမောဟိုက်ပြီးဟဲ့ယေဟန်ရက်လိုက်စမ်းလို့အော်ပြောလိုက်တဲ့အခါဘုရားရှင်ကငါကရက်နေပြီအင်ဂုလိမာလာတင်တာမရက်သေးတာတဲ့။ဒီစကားတခွန်းဟာအင်ဂုလိမာလာရဲ့နှလုံးသားကိုရိုက်ခတ်သွားစေပါတယ်။ငါကသာအခုတို့အလုပ်တွေမှာမရနားနိုင်သေးတာပါလားဆိုတဲ့နောင်နာနဲ့အတူဓာတ်ကိုစွန့်ပြီးဖျားရှင်ချီတော်ရင်းမှာဝတ်တွားခဲ့ပါတော့တယ်။ရဟန်းဖြစ်သွားပေမဲ့အတိတ်ကအမဲဆက်တွေကြောင့်စိုးမရပဲရိုက်နှက်တာကိုပဲခံခဲ့ရပါတယ်။ဒါကိုသိရဖျားရှင်ကအင်ဂုလိမာလာတုတ်ကိုတင်ပေးပြီးမေတ္တာပွားစီခဲ့တယ်။တနေ့မှာမွေးဖွားရခတ်နေတဲ့ကိုဝင်ဆောင်တဦးကိုဒီတုတ်တော်နဲ့တစ္ဆာဆိုပေးလိုက်တဲ့အခါအံ့ဩစရာကောင်းတော့အောင်ချမ်းချမ်းသာသာမွေးဖွားနိုင်ခဲ့ပါတယ်။ဒါကိုမြင်တဲ့လူတွေဟာဒေါသတွေပြေးပြီးစွန့်နေကြလဲလောင်းလူခဲ့ကြသလိုအင်ဂုလိမာလာကိုယ်တိုင်လည်းကိလေသာကုန်စင်ပြီးယဟန္တာတစ်ပါးဖြစ်သွားခဲ့ပါတယ်။အတိတ်မှာဘလောက်ပဲမှားခဲ့ပါစေလမ်းမှန်ကိုပြင်ဆင်ရှောက်လန်းမယ်ဆိုရင်အမောင်ထဲကအလင်းတိုင်းတို့ပြန်လဲတောက်ပနိုင်တယ်ဆိုတာဒီဇလန်းကသက်သေပါပဲရှင်။